လေရင်ပေါ်ကနေဒေါ်လာ1ဘီလီယံလောက်ရှိတဲ့ငွေသားတွေကိုခိုးဖို့အတွက်သူတို့တွေဟာလေရင်အောက်ခြေမှာတရက်နဲ့တညလုံးပုံနေခဲ့ကြတာပါလေရင်ပြန်တက်သွားပြီးတဲ့နောက်မှာတော့သူတို့ကကျမ်းပြင်ကမူလီတွေကိုတလုံးချင်းစီဖြုတ်ပြီးကျန်းကင်းပြားတွေကိုဖယ်လိုက်ကကုံလောင်ခန်းထဲကနေဖြည်းဖြည်းချင်းအပြင်ကိုထွက်လာခဲ့ကြတယ်လေဒီ10တန်လောက်4ချိန်ရှိတဲ့ငွေသားတွေကိုကြည့်ပြီးအဲ့ဒီ2ယောက်ဟာအရန်ကိုစိတ်လှုပ်ရှားသွားခဲ့ပေမဲ့အဲ့ဒီပတ်စံတွေကိုသူတို့ကိုယ်တိုင်တင်ထားဖို့တော့စိတ်မကူထားပါဘူးအဲ့ဒီအစားသူတို့ကကုံလောင်ခန်းတကားကိုဖွင့်လိုက်ပြီးပတ်စံတွေကိုချီထားတဲ့ကြိုးကိုဖျက်ချလိုက်ကပတ်စံတက်တာတွေကိုတန်လန်းအတိုင်းရှော့ချပြီးလေရင်ပေါ်ကနေပြုတ်ကျသွားအောင်လုပ်လိုက်ကြတာပေါ့လေရင်မောင်းခန်းထဲကပိုင်းလော2ယောက်တစ်ခုခုမားနေပြီဆိုတာကိုသတိထားမိတဲ့အချိန်မှာတော့ဓာပြတွေကငွေသားတွေအားလုံးကိုလွှဲပြောင်းပြီးသွားခဲ့ပါပြီသူတို့တွေနောက်မဆုတ်ခင်မှာတော့လေရင်မောင်းခန်းဘက်ကိုလက်ခလက်ထောင်ပြလိုက်သေးပြီးလေရင်အမီးပိုင်းစီအမြန်ပြေးသွားကဘာမှမဆိုင်မတွားပဲခုန်ချသွားခဲ့ကြတယ်လေအဲ့ဒီနောက်မှာတော့အဲ့ဒီ2ယောက်ဟာအရန်ကိုရှူးသွလုံးနဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်သူတို့ကဒိုင်မင်ထိုးတဲ့ပုံစံကိုပြင်လိုက်ပြီးအရှိန်ကုန်မြင့်ကလေထဲကပတ်စံတွေစီကိုပြန်တန်းသွားခဲ့ကြတာပေါ့အဆုံးမှာတော့သူတို့တယောက်စီဟာပတ်စံထုတ်တွေကိုဖမ်းကင်လိုက်ပြီးဓားတွေကိုထုတ်ကပတ်စံတွေကိုစီးထားတဲ့ပိုက်ကွန်တွေကိုဖျက်ပစ်လိုက်ကြပါတယ်လေတိုးတဲ့အရှိန်ကြောင့်ဒေါ်လာ1ဘီလီယံလောက်ရှိတဲ့ငွေသားတွေဟာချက်ချင်းပဲလေထဲမှာလွင့်စင်ပြန့်နှံ့သွားခဲ့ပါတော့တယ်ဒေါ်လာရာတန်ငွေစက်ကူတွေဟာမိုးပေါက်တွေလိုမျိုးအောက်ကိုကျလာပြီးလေထဲမှာထိမ့်မနိုင်သိမ့်မရလွင့်မျောနေခဲ့တာပါကျူးကျော်ရက်ကွက်ကလူတွေဟာပတ်စံမိုးတွေရွာနေတာကိုတွေ့သွားတဲ့အခါဒါဟာဖျားသခင်ပေးတဲ့လက်ဆောင်လို့ထင်မှတ်ပြီးပတ်စံတွေကိုပျော်ပျော်ပါပါလိုက်ကောက်ကြတာပေါ့အဲ့ဒီချိန်မှာပဲတပြက်2ယောက်ဟာအဲ့ဒီပတ်စံမိုးကိုအကာအကွယ်ဖြစ်အတုံးချပြီးမက္ကဆီကိုနိုင်ငံကပေ1400နဲ့တဲ့ပြန်လောင်းငှက်ကူတဲ့ကိုဓာတ်ရိုက်ဆင်းသက်သွားခဲ့ကြတယ်ရဲတွေအဲ့ဒီနေရာကိုရှာတွေ့တဲ့အချိန်မှာတော့သူတို့တွေဟာဘာချေရလက်ရမှာမကြံမဲပျောက်ချင်းမလားပျောက်ကွယ်သွားခဲ့ပါပြီဒါပေမဲ့လည်းသူတို့ရဲ့ Robin Hood လိုမျိုးပုံစံနဲ့လုပ်ရက်တွေကတော့ရက်မသွားခဲ့ပါဘူးဒီတစ်ခါမှာတော့အဲ့ဒီဓာတ်ပြတွေဟာအရင်ကထက်တောင်ပိုပြီးတတိပြောင်လာခဲ့ကြတယ်လေသူတို့ကမော်တော်ဆိုင်ကယ်တွေကိုစီးပြီးအထက်တရာပေါ်ကရတနာလုပ်ငန်းခွင်စက်ရုံစီကိုဓာတ်ရိုက်မောင်းဝင်သွားကဒေါ်လာ1ဘီလီယံတန်ဖိုးရှိတဲ့စိန်တွေကိုခိုးယူခဲ့ပြီးနောက်မှန်ပြတင်းပေါက်တွေကိုတိုက်ခွဲကလေထီးတွေကိုဖွင့်ပြီးရဲတွေလက်ကနေနောက်တစ်ကြိမ်ထပ်မံလွတ်မြောက်သွားခဲ့ကြပြန်ပါတယ်အဆုံးမှာတော့သူတို့ဟာဒီစိန်တွေကိုလေထဲကနေဖြန့်ကျဲချလိုက်ပြီးကျူးကျော်ရက်ကွက်ပေါ်မှာစိန်မိုးတွေရွာချပေးလိုက်ပါတော့တယ်ဒီအမှုနှစ်ခုစလုံးကိုပေါင်းပြီးကြည့်လိုက်တဲ့အခါရဲအရာရှိဂျင်မီဟာဒီယာဇဝတ်ကောင်တွေဟာ professional စွန့်စားရဲတဲ့အားကစားသမားတွေဖြစ်နိုင်တယ်လို့တန်တရားဝင်လာခဲ့ပါတယ်သူတို့ဟာအလွန်ခက်ခဲတဲ့စိန်ခေါ်မှုတွေပါဝင်တဲ့အိုဇာကီX ဆိုတဲ့စိန်ခေါ်မှုတွေကိုအောင်မြင်အောင်လှုပ်ဆောင်ဖို့ကြိုးစားနေကြတာပါတဘာဝတရားကိုဂုဏ်ပြုတဲ့အနေနဲ့အိုနိုအိုဇာကီလို့ခေါ်တဲ့လူတစ်ယောက်ကဒီလိုစွန့်စားခန်းစိန်ခေါ်မှုကိုဖန်တီးခဲ့တာဖြစ်ပါတယ်သူကိုယ်တိုင်ကတော့တတိယမြောက်စိန်ခေါ်မှုမှာတည်ဆုံသွားခဲ့ပေမဲ့ဒီဓာတ်ပြတွေကတော့ပိုပြီးအရေးချင်းရှိပုံရနေတာပေါ့ဒီစိန်ခေါ်မှု10ခုရဲ့အစဉ်လိုက်အရသူတို့ဟာစိန်ခေါ်မှု4ခုကိုတောင်ပြည့်မြောက်အောင်လှုပ်ဆောင်ပြီးသွားခဲ့ပါပြီဂျင်မီကတော့သူတို့တွေဟာလှိုင်းစီးတဲ့စွန့်စားခန်းဖြစ်တဲ့ Life of Water လို့ခေါ်တဲ့နောက်ထပ်5ခုမြောက်စိန်ခေါ်မှုကိုထပ်ပြီးစူးစမ်းကြလိမ့်မယ်လို့ယုံကြည်နေပါတယ်မိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်အရနောက်2ရက်နေရင်ပြင်သစ်နိုင်ငံရဲ့အနောက်ဘက်ကမ်းရိုးတန်းမှာဆယ်စုနှစ်တစ်ခုအတွင်းတစ်ကြိမ်သာဖြစ်ပေါ်တတ်ပြီးပေ200အထိမြင့်တဲ့လှိုင်းလုံးကြီးတွေကိုဖြစ်ပေါ်စေနိုင်မဲ့ဒီရေတက်မှုမျိုးရှိလာလိမ့်မယ်လို့သိရပါတယ်ဒါဟာ5ခုမြောက်စိန်ခေါ်မှုအတွက်တော့အကောင်းဆုံးနေရာတစ်ခုပါပဲသူ့ရဲ့အတွေးအမြင်ကမှန်မှန်အတည်ပြုဖို့အတွက်ဂျင်မီဟာလှုပ်ဝက်အသွင်ယူပြီးအဲ့ဒီပင်လယ်ပြင်နယ်မြေစီကိုရောက်ရှိလာခဲ့ပါတယ်ထင်ထားတဲ့အတိုင်းပဲအဲ့ဒီနေရာမှာလှိုင်းစီးသမားအများအပြားစုဝေးရောက်ရှိနေကြတာပေါ့အေယာမလှိုင်းလုံးကြီးတွေဖြည်းဖြည်းချင်းနီးကပ်လာတဲ့အခါလူတွေကသူတို့ရဲ့လှေတွေစီကိုပြန်သွားကြပေမဲ့လူတစ်ယောက်ကတော့အဲ့ဒီလှိုင်းလုံးကြီးစီကိုအမြန်ပြေးဝင်သွားနေခဲ့ပါတယ်ဂျင်မီကဒီလူဟာဓာပြတွေတဲကတယောက်ဖြစ်နိုင်တယ်လို့တွေးမိတာကြောင့်လှိုင်းစီးတင်ပုံးပေါ်တက်လိုက်ပြီးဂျက်စကီတစ်စီးရဲ့ဆွဲခေါ်မှုနဲ့အတူအဲ့ဒီလူရဲ့နောက်ကနေလိုက်သွားခဲ့ကမကြခင်မှာပဲသူတို့2ယောက်စလုံးအေယာမလှိုင်းလုံးကြီးတဲကိုအတူတူတိုးဝင်သွားခဲ့ကြတယ်လေအစပိုင်းမှာတော့ဂျင်မီဟာအဲ့ဒီဓာပြရဲ့အရှိန်ကိုလိုက်မိနိုင်ခဲ့ပါသေးတယ်လှိုင်းစီးဖို့စူးစမ်းနေတဲ့အချိန်တွင်းမှာသူဟာအားနည်းချက်မရှိဘဲလိုက်နိုင်ခဲ့ပေမဲ့တဖြည်းဖြည်းနဲ့သူ့ရဲ့ခွန်အားတွေကအလင်းမြန်ကျဆင်းလာခဲ့ရတာပေါ့အဆုံးမှာတော့သူဟာအဲ့ဒီဓာပြကိုမလိုက်နိုင်တော့ဘဲအေယာမလှိုင်းလုံးကြီးရဲ့ဝါမျိုးချင်းကိုခံလိုက်ရပါတော့တယ်ပင်လယ်ရေတွေကြောင့်သူဟာသတိမြင့်မျောသွားခဲ့ပြီးရေအောက်ခြေကိုနစ်မြုပ်သွားခဲ့ရတယ်လေမမျောလင်းပဲအဲ့ဒီဓာပြဟာစိန်ခေါ်မှုကိုချက်ချင်းရက်လိုက်ပြီးရေအောက်ကိုအမြန်ကိုဆင်းသွားကသတိမြင့်နေတဲ့ဂျင်မီကိုကယ်တင်ပေးခဲ့ပါတယ်အဲ့ဒီညမှာတော့ဂျင်မီဟာလှေပေါ်မှာသတိရနိုးထလာခဲ့ပြီးဒီလူတွေအားလုံးကိုသူသိနေတယ်ဆိုတာကိုသိလိုက်ရတာပေါ့သူတို့အားလုံးဟာစွန့်စားရတဲ့အားကစားလောကမှာနာမည်ကြီးတွေဖြစ်ကြပြီးဂျင်မီကိုလည်းသူတို့ကသိကြတာပေါ့ဘာလို့လဲဆိုတော့ဂျင်မီဟာလည်းအရင်တုန်းကနာမည်ကြီးစွန့်စားရတဲ့အားကစားသမားတစ်ယောက်ဖြစ်ခဲ့မှုပေမဲ့မော်တော်ဆိုင်ကယ်စိန်ခေါ်မှုတစ်ခုအတွင်းမှာမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့လို့ပါပဲရှေ့မှာရှိတဲ့မီတာ100လောက်နဲ့တဲ့ကမ်းပါးပြက်ကြီးကိုကြည့်ပြီးသူဟာအရှိန်ကိုလုံးဝမရှုပ်ခဲ့ပါဘူးအဲ့ဒီအစားသူဟာလီဗာကိုအကုန်နင်းလိုက်ပြီးကမ်းပါးရဲ့တစ်ဖက်ချမ်းမှာရှိတဲ့တောင်ထိပ်စီကိုဓာတ်ရိုက်ပြန်တက်သွားခဲ့ကမြေပြင်ပေါ်ကိုအောင်မြင်မြင်နဲ့ဆင်းသက်နိုင်ခဲ့တာပေါ့ဒါပေမဲ့သူ့ရဲ့တငယ်ချင်းကတော့ကံမကောင်းခဲ့ရှာပါဘူးအရှိန်ပြင်းလွန်းတာကြောင့်အဲ့ဒီလူဟာမော်တော်ဆိုင်ကယ်ကိုအချိန်မီမရက်နိုင်ခဲ့ပဲကမ်းပါးဆုံးအထိရောက်သွားခဲ့ကနောက်ဘင်းကလမ်းချော်သွားခဲ့ရပါတယ်ဒါနဲ့ဆိုင်ကယ်တစ်စီးလုံးဟာအောက်ကိုပြုတ်ကျသွားပါတော့တယ်ဂျင်မီကကူညီဖို့အမြန်ပြေးသွားခဲ့ပေမဲ့ဆိုင်ကယ်ကတော့ဒေါင်လိုက်နေထားဖြစ်နေခဲ့ပါပြီဂျင်မီဘလောက်ပဲစူးစမ်းကြည့်ဘာမှအရာမထင်ခဲ့ပါဘူးအဆုံးမှာတော့အားအင်တွေကုန်ခန်းသွားပြီးတဲ့နောက်ဂျင်မီဟာသူ့တငယ်ချင်းကမ်းပါးပေါ်ကနေပြုတ်ကျပြီးတေဆုံးသွားတာကိုဘာမှမတတ်နိုင်ပဲဒီအတိုင်းကြည့်နေခဲ့ရရှာတယ်လေဒါဟာဂျင်မီကိုအပြစ်ရှိစိတ်အယမ်းခံစားရစေခဲ့ပါတယ်သူ့တငယ်ချင်းတေဆုံးမှုကနေရုံထွက်ဖို့အတွက်ဖြစ်နိုင်တာကတော့သူဟာနေ့တိုင်းပုံမှုပြင်းထန်ပြီးစနစ်တကျရှိတဲ့လေ့ကျင့်မှုတွေကိုစတင်လှုပ်ဆောင်ခဲ့ကဘလို့ယူသွစရာကောင်းတဲ့စွန့်စားရတဲ့အားကစားမျိုးကိုမှမလုပ်တော့တာပါပဲ9နှစ်အကြာမှာတော့သူဟာရဲရရှိတယောက်အောင်မြင်ဖြစ်လာခဲ့ပါတယ်ဒါ
ဒါပေမဲ့အခုတော့ဒီဓာပြတွေကိုဖမ်းဖို့အတွက်သူဟာစွန့်စားရတဲ့အားကစားလောကတွေကိုပြန်ပြီးခြေလန်းလဲရတော့မှာဖြစ်ပါတယ်။လေပေါ်ကနေဆင်းပြီးတဲ့နောက်မှာတော့ဓာပြတွေရဲ့ခေါင်းဆောင်ကဂျင်မီကိုထိုးချိတ်ပါတော့တယ်။ဒါဟာသူ့ရဲ့မြည်သူမြည်ဝါဖြစ်ကြောင်းပေါ်သွားလို့မဟုတ်ပဲဓာပြခေါင်းဆောင်ကသူ့ကိုစမ်းတက်တာဖြစ်လို့ပါပဲ။အဆုံးမှာတော့ဂျင်မီရဲ့ဘာကိုမှမကြောက်တတ်တဲ့တတိဟာအဲ့ဒီခေါင်းဆောင်ရဲ့ယုံကြည်မှုကိုရရှိသွားစေခဲ့ပါတယ်။ခေါင်းဆောင်ကကြန့်ရှိနေတဲ့စိန်ခေါ်မှုတွေကိုအတူတူပြည့်မြောက်အောင်လုပ်ဖို့အတွက်အဖွဲ့ထဲကိုဝင်ဖို့သူ့ကိုဖိတ်ခေါ်လိုက်ပါတော့တယ်။ဒီတစ်ခါမှာတော့သူတို့ဟာအမြင့်မီတာ4000ကျော်ရှိတဲ့ Everest တောင်တန်းစီကိုရောက်ရှိလာခဲ့ပြီးဘာလုံခြုံရေးအကာအကွယ်မှမပါပဲဒီနေရာကနေခုန်ချဖို့ပြင်ဆင်နေကြတာဖြစ်ပါတယ်